ရန်နမဲကြီးပြီးတော့လုံးဝမလှုပ်ဖဲနဲ့လုံးဝအေးစိတ်နေဆိုရရထားမဟုတ်ပါဘူးရန်ကုန်မန္တလေးရိုးရိုးရထားကျော်14နိုင်7နိုင်လောက်ရှိရမယ်ဆိုတော့9နာမှာပေါ့နော်ဒီမှာခုံနေရဆိုပါခုံလုံးဝမဟုတ်ဘူးမဟုတ်ဘူးကန်ဆိုရတာရထားလက်မှတ်ကလေအခုကတော့မနက်9နာရီမှာထွက်မယ်ရန်ကုန်မန္တလေးရထားနဲ့ပဲခူးသွားဖို့အတွက်ရန်ကုန်ပူတိုင်းတွေကိုရောက်နေတာဖြစ်ပါတယ်ရထားနဲ့ခီးသွားရတာအဆင်ပြေမလားရထားပေါ်မှာဘာတွေကြုံတွေ့ရမလဲဆိုတာကိုဗီဒီယိုထဲမှာဆက်ပြီးတော့ပြပြပေးသွားပါမယ်ဒါကတော့ online ကဝယ်ထားတဲ့ e-ticket တွေကိုစက်ကူလက်မှတ်ပြင်ပြီးတော့လဲပေးရမယ့်နေရာပါရထားမထွက်ခင်တနင်္လာလောက်စောလာပြီးတော့ဒီနေရာမှာကြိုလဲပေးရင်လည်းရပါတယ်။ဒါမှမဟုတ်ဒီရက်မှာပဲမလဲခြင်းပဲနဲ့ရှေ့ရက်ထဲကကြိုပြီးတော့လဲထားခြင်းနေဆိုလို့ရှိရင်လည်းအဆင်ပြေပါတယ်။ဒီလက်မှတ်တွေကကြတော့ဘူတာတိုင်းမှာလဲပေးလို့ရပြီးတော့ကိုကရထားမစီးခင်ရထားပေါ်မှာတက်ခင်ကြိုလဲထားပေးမယ်ဆိုရင်အဆင်ပြေပါတယ်။ရထားပေါ်မှာတက်ခင်အရေးကြီးတာကကြတော့ကိုစီးမဲ့ရထားမှတ်မမှန်ကိုတေချာမေးဖို့အရေးကြီးပါတယ်။ရထားလက်မှတ်တွေမှာလည်းစီးရမဲ့ရထားနံပါတ်ကိုရေးပေးထားတာဖြစ်တဲ့အတွက်အဲဒီရထားလက်မှတ်မှာပါတဲ့နံပါတ်ရဲ့ပြီးတော့ကိုစီးမဲ့ရထားမှာရှိတဲ့နံပါတ်ပေါ့နော်ဒီရထားဘေးနားလေးတွေမှာလည်းရေးပေးထားရရှိတယ်အဲ့ဟာလေးတွေကိုတေချာစစ်ပြီးတော့မှရထားပေါ်တက်ဖို့အရေးကြီးပါတယ်အဲ့ဒါကိုမသိဘူးဆိုလို့ရှိရင်လည်းဒီရထားဘူတာမှာရှိတဲ့သူတွေကိုသိတဲ့သူတွေကိုမေးပြီးတော့မှရထားပေါ်တက်ပါအခုကတော့ရိုးရိုးတန်းလက်မှတ်ပဲဝယ်လို့ရလို့ရိုးရိုးတန်းလက်မှတ်နဲ့ပဲပဲခူးကိုသွားမှာဖြစ်ပါတယ်ရထားကရန်ကုန်ဘူတာကြီးကနေမနက်9နာရီအတီမှာစပြီးတော့ထွက်ပါတယ်ဒီရထားကကြတော့ရန်ကုန်ပဲခူးရိုးရိုးတန်းကိုလက်မှတ်ခ2000ပေးရပါတယ်။ online ကဝယ်တာဖြစ်တဲ့အတွက်ကြောင့်ဝန်ဆောင်ခအနေနဲ့200ထပ်ပြီးတော့ပေးရပါတယ်။ဆိုတော့စုစုပေါင်းဆိုရင်တော့2200ကျပါတယ်။အခုရထားကရန်ကုန်မန္တလေးအမှတ်7အဆန်ရထားဖြစ်ပြီးတော့ဒီရထားလက်မှတ်တွေကကြတော့အခုပြထားတဲ့ website ကနေပြီးတော့ဝယ်ပေးရမှာဖြစ်ပါတယ်။ခီးစဉ်အစဆုံးဆိုရင်တော့9ရက်နဲ့ဂျားဘူတာတွေဆိုရင်တော့3ရက်ကြိုတင်ပြီးတော့ဝယ်ပေးရပါတယ်။ဒီရထားကရန်ကုန်ဘူတာရက်နေပြီးတော့မနက်9နာရီမှာစထွက်ပြီးတော့တိုးကြောင်ကလေးဘူတာတော့9နာရီ25လောက်မှရောက်ပါတယ်။တိုးကြောင်ကလေးဘူတာမှာ2မိနစ်လောက်ရက်ပြီးတော့နောက်ထပ်ရက်မှာကတော့ဒါပဲခူးဘူတာမှာပဲရက်တော့မှာပေါ့နော်။ပဲခူးဘူတာတော့ဒီ6နာရီခွဲခန့်နေလောက်မှရောက်မှာပါ။မန္တလေးကိုတော့ဒီရထားကညနေ6နာရီခွဲလောက်မှဝင်မှာပေါ့နော်။也等着笑。online ဝယ်ရမယ့်လမ်းကြောင်းတွေကကြတော့ရန်ကုန်နေပြီးတော့မန္တလေးအဲ့ဒီခရီးစဉ်တွေပေါ့နော်အဲ့ဒါတွေကိုတော့ online ကနေပြီးတော့ဝယ်ပေးရပါတယ်တခြားလမ်းကြောင်းတွေကိုတော့ယထာဘူတာတွေဒါမှမဟုတ်ရန်ကုန်မှာဆိုလို့ရှိရင်စုလီဒီပူကျုပ်လမ်းပေါ်မှာရှိတဲ့ဆာကူရာတာဝါရှိမှာရှိတဲ့ရဲကျိုလက်မှတ်ရောင်းပေးတဲ့နေရာမှာမှတ်ပုံတင်နဲ့တွားပြီးတော့ဝယ်လို့ရပါတယ်အပြင်မှာတော့ဝယ်တဲ့လက်မှတ်တွေကကြတော့ရိုးရိုးတန်းဆိုရင်1ရက်နဲ့အထက်တန်းဆိုရင်3ရက်ကြိုပြီးတော့ဝယ်ပေးရပါတယ်
အခုသွားခဲ့တာကလည်းခီးသွားရသည်ဖြစ်နေရဖြစ်တဲ့အတွက်လက်မှတ်ဝယ်ရတာလည်းတော်တော်လေးကိုခတ်တော့ရန်ကုန်မန္တလေးရထားကိုတော့မှရိုးရိုးတန်းလက်မှတ်ပဲရခဲ့တာပေါ့နော်အခုမြင်တဲ့အတိုင်းပဲရိုးရိုးတန်းလက်မှတ်တောင်မှဒါဒီအတွဲရဲ့နောက်ဆုံးခုံပဲရခဲ့တာပါအခုစီးနေရထားကအရင်နမဲကြီးပြီးတော့လုံးဝမနှုတ်ဖဲနဲ့လုံးဝအင်းစိတ်နေဆိုတဲ့ရထားမဟုတ်ပါဘူးရန်ကုန်မန္တလေးရိုးရိုးရထားအရင်တော့ခုံဆွပုံစားအရင်မဖြစ်ဘူးစီးရအဆင်ပြေပါတယ်နီးနီးနားနားဆိုရင်တော့ဘကိုးလောက်3 hour လောက်ဆိုတော့ပြဿနာဖြစ်တော့မန္တလေးထိသွားမယ်ဆိုရင်တော့10 နာရီကျော်14 နာရီ15 နာရီလောက်စီးရမယ်ဆိုတော့9 နာရီလောက်ပေါ့နော်ဒီမှာခုံနေရဆိုပါခုံလုံးဝမဟုတ်ဘူးအပေါ်ခုံကြီးကောက်ဒီ online ကနေပြီးဝယ်ရတဲ့ရန်ကုန်နေပြီးတော့မန္တလေးလမ်းကြောင်းတွေကအပြင်မှာသွားဝယ်မယ်ဆိုရင်လေဒီဘူတာရောဝန်ထမ်းတွေက online ကပဲပြန်ဝယ်ပေးရဖြစ်တဲ့အတွက် online မှာခုံရှိသေးရဲ့ဆိုရင်တော့အပြင်မှာသွားပြီးတော့သူတို့ကိုသွားဝယ်ခိုင်းရင်သူတို့ဝယ်ပေးပါတယ်အကယ်၍ online မှာဝင်ကြည့်လို့ခုံနေမရှိတော့ဘူးဆိုရင်တော့ဒါဝယ်လို့မရတော့ပါဘူးအခုချိန်ထိကတော့ရန်ကုန်နေပြီးတော့မန္တလေးဒီလမ်းကြောင်းတွေကိုပဲ online ကနေပြီးတော့ဝယ်လို့ရသေးတယ်။နောက်ပိုင်းကျရင်တော့တခြားလမ်းကြောင်းတွေကိုပါ online ကနေဝယ်လို့ရအောင်လုပ်ပေးလာနိုင်မယ်ဆိုရင်တော့ဒါပို့ပြီးတော့အဆင်ပြေလာနိုင်တယ်ပေါ့နော်။ online ကရောအပြင်ကရောနှစ်မျိုးလုံးသွားဝယ်လို့ရအောင်လုပ်ပေးနိုင်မယ်ဆိုရင်တော့ဒါလူတိုင်းအတွက်ကိုရထားလက်မှတ်ဝယ်ရတာပို့ပြီးတော့အဆင်ပြေလာနိုင်ပါတယ်။ကိုက6 နာရီ 6 မိနစ်ရှိပါပြီ။စားထွက်လာတာ9 နာရီဆိုတော့1 နာရီရှိပါပြီ။နောက်နိုင်ဝက်နေပကိုးရောက်တော့ဒါမန္တလေးရန်ကုန်မန္တလေးရထားမို့လို့ဒါရန်ကုန်မန္တလေးရထားမို့လို့ဟိုကဆိုရင်ဒီရဲ့လူတွေပြတ်ဖို့ပြီးမြန်တယ်ဒီကမပုံနေတဲ့ရထားလက်မှတ်ပဲဒါပဲစစ်တာရထားပေါ်မှာကျတော့ထားလိုက်တာအပြင်ကကြည့်ရတယ်အဲ့ကန်ဆိုว่าဒါရထားလက်မှတ်ကလေအဲ့လိုအတင်းလူဝယ်အရန်လူဝယ်ရဒါရိုးရိုးတန်းလက်မှတ်တောင်မှတော်တော်ကြီးစူးစမ်းပန်းစားနဲ့ဝယ်လိုက်ရအဲ့ခုံကနောက်ဆုံးခုံဖြစ်သွားတော့ပြီးတော့အပြင်ကတော့တွက်ကြည့်လို့ရတယ်ဗျဒါပေမဲ့အခုကရထားသွားခံရတဲ့ခုံလေးဆိုတော့ဖြောင်းမြင်ကြီးလက်ဆောင်လို့သေးလားရထားသွားတာကိုကြည့်ဒီလိုကြည့်ရအဲ့ဒါတပူးချင်း2000ရောင်းတယ်2000ဘိုးဆိုတော့3ခုရောင်းပေးတယ်အဲ့ဒါ3ခုတစ်ရွဲကို2000အဲ့ဒါလက်ဆောင်လာပြီအတိုင်းပေါ်ရမယ်ဒီလဲနဲ့ယူတော့ပါတယ်အဲ့ဒါလည်းပါတယ်တော့ကဲဘူးမဟုတ်တော့ညာလူကလက်ဆောင်အခုစီလာတဲ့ရထားကရထားအဟောင်းပင်မဲ့လို့ဒီပဲခူးတီစီရတဲ့လောက်မှာတော့အရင်အစင်မပြေဖြစ်တာမျိုးတွေဒီရထားသွားတဲ့အချိန်မှာအရန်ခုန်တာမျိုးတွေတော့တိတ်မရှိဘူးဒါပေမဲ့လို့ဒီအဲကွန်ရထားမဟုတ်တဲ့အတွက်ကြောင့်နေကင်းပိုင်းဆိုရင်တော့တော်တော်လေးကိုပူနိုင်ပြီးတော့ခီးပင်ပန်းတာမျိုးတွေတော့ဖြစ်နိုင်တယ်ဒါခီးရှည်သွားတဲ့သူတွေအတွက်ပေါ့နော်ခီးတို့သွားတဲ့သူတွေအတွက်ကတော့အရင်အစင်မပြေဖြစ်တာမျိုးတော့တိတ်ပြီးတော့မရှိဘူးခီးရှည်သွားတဲ့သူတွေအတွက်ဆိုရင်တော့ဒီထိုင်ကုန်တွေကလည်းဆိုဖာကုန်တွေမဟုတ်တဲ့အတွက်ကြောင့်ခီးပန်းတာမျိုးတွေပင်ပန်းတာမျိုးတွေတော့ဖြစ်နိုင်ပါတယ်
အထွက်လာတာ9နိုင်ရစထွက်လာ6နိုင်20ပုံမှာပဲခူးရောက်ပြီအခုစီးလာတဲ့ရထားကတော့အခုပဲခူးပူတာမှာ3မိနစ်လောက်ရက်ပြီးတော့အခုတော့ပြန်ထွက်ပါပြီ6နာရီခွဲကျော်ပြီပဲခူးပူတာအပြင်ကိုထွက်ဖို့သွားနေတာနည်းနည်းတော့တတ်ကလေးအခုကတော့ရန်ကုန်မန္တလေးအမှတ်7အစံရထားနဲ့ခီးသွားခဲ့တဲ့အတွေ့အကြုံတွေနဲ့ရထားလက်မှတ်ဘယ်လိုဝယ်ရမလဲဆိုတာတွေကိုပြပြပေးခဲ့တာဖြစ်ပါတယ်။နောက်ဗီဒီယိုတွေမှာလည်းပဲခူးမြို့ရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့နေရာတွေအကြောင်းကိုပြပြပေးသွားမှာဖြစ်တဲ့အတွက် channel လေးကို subscribe လုပ်ခဲ့အောင်နော်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။